2026 ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲရဲ့16 သိန်းအဆင့်ပြိုင်ပွဲတွေရှင်ပြိုင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ရှေ့မှာတင်ပြခဲ့ဘူးလို့ပဲလီယိုနယ်မက်ဆီနဲ့ကီလီယန်ဘာပီတို့ရဲ့ပြိုင်ဆိုင်မှုဆက်လက်အားကောင်းနေစေဖြစ်တယ်လို့သူတို့ပြိုင်ဆိုင်မှုထဲမှာအာလင်းဟာလန်နဲ့ဟယ်ရီကင်းတို့လည်းပါဝင်လာတာကိုတွေ့ရပါတယ်16 သိန်းအဆင့်မှာပြင်သစ်ကပါရာဂွိုင်းကိုခံမှန်းထားတဲ့အတိုင်းခက်ခက်ခဲခဲအနိုင်ကစားပြီးတော့ကွာတာဖိုင်နယ်အဆင့်တက်သွားတဲ့ပွဲမှာပြင်သစ်ရဲ့အဓိကကစားသမားဘာပီကပယ်နယ်တီကနေအနိုင်ဂိုးကိုသွင်းယူခဲ့တာပါအဲ့လိုသွင်းယူနိုင်ခဲ့တာကြောင့်16 သိန်းအဆင့်မကစားရသေးတဲ့မက်ဆီနဲ့ဒီကမ္ဘာဖလားသွင်းကိုအရေးအတွက်9ဂိုးစီတူညီသွားခဲ့ပါတယ်။ချိန်မှမထားတာတွေဖြစ်လာတဲ့နော်ဝေးဘရာဇီးပွဲမှာဘိုက်ကင်တိုက်စစ်မှုဟာလန်ကရလာတဲ့အခွင့်အရေး2 ကြိမ်ကို2 ကြိမ်လုံးဂိုးအဖြစ်ပြောင်းပြီးတောင်အမေရိကဘောလုံးအင်အားကြီးဘရာဇီးကိုပတာတက်ခွင့်ပိတ်ပင်ကအိမ်ပြန်စီနိုင်ခဲ့ပါတယ်။အဲ့ဒီ2 ဂိုးကြောင့်သူကလည်းရှေ့ကမက်ဆီဘာပီတို့နဲ့အတူ9 ဂိုးသွင်းယူသူဖြစ်လာခဲ့တာပါ။ဘရာဇီးနီးတူအောင်ပြန်လက်ရပြီလို့ယုံကြည်ရလောက်အောင်89 မိနစ်အထိအီဂျစ်ကို2 ဂိုးပြတ်ရှုံးနေရကနေပြန်လာနိုင်အောင်ဆွမ်းဆောင်ခဲ့တဲ့အာဂျင်တိုင်းသားတို့ရဲ့အောင်ပွဲမှာမက်ဆီကထပ်ပြီးတော့အခရာကျတဲ့နေရာကပါဝင်ခဲ့ပြန်ပါတယ်။ငကိုးပြရှုံးနေချိန်မှာမက်ဆီကနောက်ထိဆင်းပြီးတောင်ပံကနေဖက်တင်ဘောတွေလို့ကိုယ်တိုင်ထိုးပေါက်ပြီးဥဆောင်ရုန်းကန်ရာကနေသူဖက်တင်ပြီးတဲ့တစ်ချိန်ကိုခရစ်စတန်ရိုမဲရိုကဂိုးဖြစ်ပြောင်းပြီးပထမချီပါဂိုးရခဲ့တာပါ။ပထမချီပါဂိုးအတွက်ထောက်ပံ့ပေးခဲ့တယ်လို့ပဲနောက်တစ်ချိန်သူဖက်တင်မှုကနေဂိုးရှိပြန်ကျလာတဲ့ဘောလုံးကိုသူကိုယ်တိုင်ဂိုးအေရီယာထဲရောက်နေပြီးလှပတဲ့ခပြက်ကန်ချက်နဲ့သွင်းယူနိုင်ခဲ့တာကြောင့်ဒုတိယချီပါဂိုးရရှိခဲ့ပါတယ်။အဲဒီဂိုးကြောင့်ဒီကမ္ဘာဖလားသွင်းဂိုး10 ဂိုးရှိသွားပြီးဘာဘေးတို့ဟာလန်တို့ထက်တကူအသာရရှိခဲ့တာပါ။ဒါ့အပြင်အဲဒီဂိုးကြောင့်အာဂျင်တီးနားအသင်းစိတ်သက်တက်သွားပြီးပွဲချိန်မပြည့်ခင်မှာပဲနောက်တစ်ဂိုးသွင်းယူက3 ဂိုး2 ဂိုးနဲ့အီဂျစ်ကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။မက်ဆီဘာဘေးတို့ကစားခဲ့တဲ့ပွဲတွေကိုပြန်ကြည့်ရင်သူတို့ကဂိုးသွင်းယုံတယ်မဟုတ်ဘဲအသင်းကိုဥဆောင်နိုင်ခဲ့ကြသူတွေဖြစ်တာကိုတွေ့ရမှာပါ။ကိုအသင်းဂိုးလိုအပ်နေချိန်မှာဘယ်လိုအခွင့်အရေးမျိုးရအောင်ဖောက်ထွက်ရမလဲဆိုတာကိုဥဆောင်ရုန်းကန်ပေးခဲ့ကြသူတွေဖြစ်ပါတယ်။ဟာလန်ကသူတို့လောက်အသင်းကိုဥဆောင်နိုင်စွမ်းရှိတယ်လို့မဆိုနိုင်ပေမဲ့ခြေတန်းကနေစိတ်ချရတဲ့တိုက်စစ်မှုအဖြစ်ရက်တီပေးနေတာကလည်းအသင်းပေါ်တွေအတွက်အကျိုးရှိလာပါတယ်။မက်ဆီဘာဘေးတို့နီးတူအသင်းကိုဥဆောင်နိုင်ပြီးဂိုးတွေလည်းသွင်းနေသူကတော့အင်္ဂလန်တိုက်စစ်မှုဟာရီကိန်းပါ32 သိန်းအဆင့်ဒီယာကိုနဲ့ပွဲမှာတကိုးဥဆောင်ခံထားရပြီးခံစစ်မာမာနဲ့တုံ့ပြန်နေတဲ့ကွန်ဂိုအသင်းကိုချီပါဂိုးရောအနိုင်ဂိုးပါသွင်းယူပြီးအင်္ဂလန်ကိုနောက်တစ်ဆင့်တက်စေခဲ့တာဟာရီကိန်းပါပဲပြီးတော့အင်ရှင်တသိန်းဖြစ်တဲ့မက္ကဆီကိုကိုတယောက်ယောက်အနေအထားကနေခက်ခက်ခဲခဲရင်ဆိုင်ပြီး3 ဂိုး 2 ဂိုးနဲ့အနိုင်ရခဲ့တဲ့16 သိန်းအဆင့်ရှုံးထွက်ပွဲစဉ်မှာလည်းသူ့ရဲ့ဥဆောင်မှုကိုမြင်တွေ့နိုင်ပါတယ်။အဲဒီပွဲမှာဟာရီကိန်းကပယ်နယ်တီတကိုးသွင်းခဲ့တာကြောင့်မက်ဆီဘာပေးဟာလန်တို့ကိုမမီသေးပေမဲ့6 ဂိုးနဲ့ကတ်လိုက်နေတာပါ။ဒါမဲ့ကွာတာဖိုင်နယ်ပွဲစဉ်ဒီမှာတော့ဒီအသင်းကခံစစ်အားကောင်းတဲ့မော်ရိုကိုနဲ့ရင်ဆိုင်ရမှာပါ။ဒီပွဲမှာဘာပေးခြေသွမ်းပြပြီးဂိုးသွင်းနိုင်အောင်မလား။အင်္ဂလန်နဲ့နော်ဝေးကတော့နောက်ထပ်ကွာတာဖိုင်နယ်ပွဲစဉ်တစ်ခုမှထိတိုက်တွေ့နေတာကြောင့်အဲ့ဒီပွဲပြီးမှာဟရီကိန်းနဲ့ဟာလန်တို့တွေကတယောက်ယောက်ကျန်ခဲ့အောင်ပါပါ။အာဂျင်တီးနားကတော့ကွာတာဖိုင်နယ်မှာဆွစ်ဇာလန်နဲ့တွေ့ရမှာပါ။အုပ်စုတုန်းကတပွဲတကူပေးခဲ့ရပေမဲ့ရှုံးတဲ့နှစ်ပွဲလုံးဂိုးမပေးထားတဲ့ဆွစ်ဇာလန်ခံစစ်ကိုမက်ဆီတို့အုပ်စုဖျက်ချော်နိုင်ဖို့ကြိုးစားရအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့16 သိန်းအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာပေါ်တူဂီရဲ့ခရစ္စတီယာနိုရိုနယ်ဒိုအီဂျစ်ရဲ့မိုဟာမက်ဆာလာကိုလံဘီယာရဲ့ဂျာမက်စ်ရိုဒရီဂက်စ်တို့လိုနိုင်ငံကနဝင်ဘောလုံးသမားကြီးတွေရဲ့ကမ္ဘာဖလားနောက်ဆုံးအိမ်ဘက်တွေအဆုံးသတ်ခဲ့ရပါပြီ။32 သိန်းအဆင့်တုန်းကလည်းဂျာမနီဂိုးသမားကြီးအီမန်နျူရယ်နူယာတို့နယ်သာလန်ခံစစ်မိုးကြီးဗာဂျီလ်ဗန်ဒိုက်တို့ခရိုအေးရှားရဲ့ကွင်းလယ်ပေါ်ချုပ်လူကာမိုဒရစ်တို့လိုဂန်ဒဝင်ကြီးတွေရဲ့ကမ္ဘာဖလားနောက်ဆုံးပွဲတွေကိုတွေ့မြင်ခဲ့ရတာပါ။လက်ရှိအချိန်မှာတော့ဒီကမ္ဘာဖလားပွဲနောက်ဆုံးပဲလို့ပြောရမယ်ဂန်ဒဝင်တွေကဆိုရင်မက်ဆီတယောက်ပဲကျန်နေပြီးသူကတော့ရွှေဖနက်မျောလင်းချက်မှာတောင်ရှေ့ဆုံးကပြေးနေပါသေးတယ်။အဲဒါကြောင့်ကွာတာဖိုင်နယ်အဆင့်မှာလက်ကျန်ဂန်ဒဝင်ကြီးမက်ဆီဂိုးထပ်သွင်းနိုင်မလား။အာဂျင်တီးနားအသင်းကိုနောက်တစ်ဆင့်ဆွဲတင်နိုင်အောင်မလား။ဟာလန်နဲ့ဟယ်ရီကိန်းဘယ်သူကိုကြော်ဖြတ်မလဲ။ဘာဘေးဂိုးထပ်သွင်းပြီးနောက်တစ်ဆင့်တက်မှာလားစတာတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဗျာ။